လာပါရှင်မင်္ဂလာပါရှင်ကျမတီလေးပါတော့အားလုံးကိုပြောထားတဲ့အတိုင်းပဲအားလုံးကိုတည်ပေးထားတဲ့အတိုင်းပဲလူငယ်တွေနဲ့တွေ့ဆုံမေးမြန်းပွဲကနေကျမမိကွန်းလေးကောက်ထားတာရှိပါတယ်မနေ့ကကျမမိကွန်းလေးတွေကောက်ထားတယ်ကျမတို့ email ကိုပို့လာတဲ့မိကွန်းတွေပါမိကွန်းတွေ2နာရီကနေ9နာရီအတွင်းပို့ထားတဲ့မိကွန်းတွေကိုကျမကောက်ထားပါတယ်ရှင်အဲဒီမိကွန်းတွေထဲကနေကျမတူရတွေကိုစုပြီးတော့မှကျမပြန်လည်ပြီးဖြေကြားပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျမအရင်ဆုံးပေးပို့ထားတဲ့မိကွန်းတွေဖြည့်ပြီးတဲ့အခါမှာ live ထဲကနေပြီးတော့ကျမမိကွန်း2ခုလောက်ထပ်ကောက်ပါမယ်ရှင်ထပ်ကောက်ပြီးအဲ့ဒီကနေကျမဖြေကြားပေးသွားပါမယ်အချို့မိကွန်းတွေကတော့ကျမရဲ့ဝီဒီဌာနနဲ့မသက်ဆိုင်ပဲနဲ့ကာကွယ်ရေးနဲ့သက်ဆိုင်တဲ့မိကွန်းတွေများတဲ့အတွက်လုံခြုံရေးဆိုင်ရာထိပ်တီးတည်င်းအချက်လက်တွေကြောင့်မို့လို့ကျမအနေနဲ့အဲ့ဒီမိကွန်းတွေကိုကျမအနေနဲ့ဖြေကြားသွားမှာတော့မဟုတ်ပါဘူးကျမဝီဒီဌာနနဲ့သက်ဆိုင်တဲ့မိကွန်းတွေနောက်တစ်ခုကကျမရဲ့နိုင်ငံရေးရည်တည်ချက်နဲ့ပတ်သက်တဲ့မိကွန်းတွေကိုတော့ကျမကဖြေကြားသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါကျမကတော့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဒုတိယဝန်ကြီးအဖြစ်တာဝန်ယူနေတဲ့ဣတင်စာမောင်ပဲဖြစ်ပါတယ်ကျမရာထူးကိုလက်ခံရရှိတဲ့အချိန်ကစပြီးလုံခြုံရေးပိုကောင်းမယ့်နေရာကိုရွှေ့ပြောင်းနေရတာရဲ့ရွှေ့ပြောင်းရတဲ့နေရာအချို့မှာအင်တာနက်မရတာရဲ့နောက်ပြီးရာထူးလက်ခံစဉ်ကတည်းကနေယနေ့အထိနေ့စဉ်ရုံးတွင်းဆိုင်ရာလုပ်ငန်းများနဲ့တော်လှန်ရေးလုပ်ငန်းများအတွက်စီမံခန့်ခွဲမှုတွေလှုပ်ဆောင်နေရတဲ့အတွက်ပြည်သူလူထုနဲ့အချိန်ကာလတစ်ခုကြာထိတွေ့မှုဝေးကွာခဲ့ပါတယ်။ဒါအတွက်ကြောင့်မလို့လူထုကိုဒီနေ့တိုက်ရိုက်စကားပြောဖို့စီစဉ်ပြီးလုံခြုံရေးအရာကြိုတင်အကြောင်းမကြားဘဲနဲ့အနီးကပ်မှကြီးညာရတဲ့အတွက်အဆင်မပြေမှုများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်ရှင်။ရှေးဦးစွာကျမတို့ NUG အစိုးရရဲ့ဝန်ကြီးဌာနရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေအကြောင်းကိုအနည်းငယ်ပြောကြားလိုပါတယ်။ကျမတို့ NUG အစိုးရကတိုက်ပွဲကာလမှာအရေးပေါ်ဖွဲ့စည်းရတဲ့အစိုးရဖြစ်တဲ့အလျောက်တာမန်အစိုးရတွေနဲ့မတူပါဘူး။အစိုးရအဖွဲ့ကိုစနစ်တကျနဲ့ခိုင်မာအားကောင်းလာအောင်စီမင်းစည်းကမ်းတွေညှိနှိုင်းရေးဆွဲရပါတယ်။မူဝါဒနဲ့လုံထုံလုံနည်းတွေချမှတ်ရပါတယ်။ဘီရိုကရေစီယန္တရားကိုအစအဆုံးပြန်လည်ကောင်းမွန်အောင်လူရေးဆွဲရပါတယ်။တသွေးတတန်တမိတ်မဟုတ်ဘဲနဲ့ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့စုပေါင်းခေါင်းဆောင်မှုရအောင်အထူးတလဲကြိုးပမ်းဆောင်ရွက်ရပါတယ်။အထူးသဖြင့်ညီညွတ်ရေးအစိုးရဖြစ်တာနဲ့အညီတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကိုအလေးပေးဆောင်ရွက်ရပါတယ်။စစ်အာဏာရှင်အဆက်ဆက်ဖျက်ဆီးခဲ့တဲ့အမျိုးသားသွေးစည်းညီညွတ်ရေးကိုအချိန်တိုတွင်းမှာပြန်လည်ထူထောင်နိုင်ဖို့ကြိုးစားလုံးပန်းရပါတယ်။ဘုံရန်သူကိုတိုက်ပွဲဝင်ရင်အမျိုးသားရင်ကြားစေ့ရေးအတွက်လည်းတစ်ဆက်တည်းကြိုးပမ်းနေကြရပါတယ်။ကျွန်တော်တို့တိုက်ပွဲရဲ့ပန်းတိုင်ဟာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးတစ်ခုတည်းမဟုတ်ပါဘူး။ Federal Democracy ပြည်ထောင်စုထူထောင်ရေးလည်းဖြစ်ပါတယ်။ဒါမှသာခွဲခြားဖိနှိပ်မှုကင်းစင်ပြီးလွတ်လပ်မျှတတဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်နိုင်မှာဖြစ်ပါတယ်။ဒီຫນွေဦးတော်လှန်ရေးက Generation Z အများစုခေါင်းဆောင်တဲ့တော်လှန်ရေးပဲဖြစ်ပါတယ်။ဒီလူငယ်တွေကြောင့်သာတော်လှန်ရေးကြီးပေါက်ဖွားခဲ့ရတာဖြစ်ပြီးလူငယ်တွေကသာတော်လှန်ရေးကိုဆက်လက်တည်ဆောင်နေကြတာဖြစ်ပါတယ်။ကျမတို့ဝင်ကြီးဌာနကတော့လူငယ်တွေနဲ့တိုက်ရိုက်သက်ဆိုင်တာဖြစ်တဲ့အတွက်ဒီတော်လှန်ရေးမှာအင်မတန်တာဝန်ကြီးတယ်လို့ပြောလို့ရပါတယ်။ကျမအနေနဲ့ကတော့လက်ရှိမှာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်နယ်ပြည်မလူငယ်အဖွဲ့အစည်းတွေကိုချိတ်ဆက်ပြီးလူငယ်ကွန်ရက်တစ်ခုထူထောင်နေပါတယ်။ဒီလူငယ်ကွန်ရက်ကြီးခိုင်မာအားကောင်းမှသာတော်လှန်ရေးကိုရရှိတည်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲအဖမ်းစည်းခံလူငယ်များအမျိုးသမီးများနဲ့ကလေးသူငယ်များအတွက်ဥပဒေအကူအညီနဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကုစားမှုတွေရရှိအောင်လို့ဆောင်ရွက်ပေးနေပါတယ်။စစ်ကောင်စီလက်ပါစီများရဲ့လိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုတွေကိုလည်းမှတ်တမ်းပြုစုစုဆောင်းထားပါတယ်။ဒီမှတ်တမ်းပြုစုစုဆောင်းမှုတွေကိုနိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးကျူးလွန်သူအယောက်စီတိုင်းကိုတရားစီရင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုကိစ္စတွေကိုမှတ်တမ်းပြုစုဖို့ဆိုတာကအင်မတန်အရေးကြီးပါတယ်။အခုချိန်မှာမှတ်တမ်းမဲ့ရာခိုင်ခိုင်မာမာရှိမှတော်လှန်ရေးအောင်ပွဲခံအပြီးမှာအသွင်ကူးပြောင်းရေးကာလတရားစီရင်ရေးကိုဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရေးကစစ်အာဏာသိမ်းမှုဝဲခဲ့ထဲမှာတဝဲလဲလဲဖြစ်နေရတယ်ဆိုတာအသွင်ကူးပြောင်းရေးကာလတရားစီရင်မှုကိုဘယ်တော့မှမဆောင်ရွက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ဒီလိုအမားမျိုးကိုကျမတို့ NUG အစိုးရလက်ထက်မှာထပ်အဖြစ်ခံမှာမဟုတ်တော့ပါဘူး။အားလုံးသတင်းမီဒီယာတွေထဲမှာဖတ်ရှုနေရတဲ့အတိုင်းပဲဖက်စစ်တပ်ကအဘက်ကနေရုံရင်းပျက်စီးနေပါပြီ။အကြောင်းမျိုးမျိုးကြောင့်မို့လို့ CDM ဝန်ထမ်းတချို့ non-CDM ဖြစ်သွားတာရှိပေမဲ့ဗျူရိုကရေစီယန္တရားလဲပတ်နိုင်လောက်အောင်ဆောင်ရွက်နိုင်စွမ်းမရှိသေးပါဘူး။ရေရှည်မှာလည်းလဲပတ်လာနိုင်မှာမဟုတ်ပါဘူး။ဖက်စစ်တပ်ကလူသက်မရိန်းကျင်တာလက်နက်အားကိုးနဲ့ပြည်သူလူထုကိုနိုင်ထက်စီးနဲ့လှုပ်တာအပြင်တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိပါဘူး။ကျမတို့ပြည်သူတွေရဲ့သဘောတူညီမှုမရှိဘဲနဲ့ဖက်စစ်တပ်ကရေရှည်မရပ်တည်နိုင်ပါဘူး။ကျမတို့ပြည်သူလူထုတွေကဆိုရင်အခုချိန်မှာဖက်စစ်တပ်ကိုစန့်ကျင်တဲ့နေရာမှာနီလန်ပေါင်းစုံလောက်ရပေါင်းစုံနဲ့စန့်ကျင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်စစ်တပ်နဲ့ဗျူရိုကရေစီရန်တရားအတွက်လစာမပေးနိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပါပြီ။ CDM လှုပ်ရှားမှုကစစ်ခေါင်းဆောင်တွေရဲ့ရင်ဝမှာစိုက်ထားတဲ့ဓာတ်တစ်ချောင်းပါ။စစ်အာဏာရှင်စနစ်ဇီဝင်ချုပ်သွားတဲ့အထိ CDM ဆိုတဲ့ဓာတ်ကိုလူထုအားနဲ့ဝိုင်းဖိထားဖို့လိုပါတယ်။ကျမတို့အစိုးရအနေနဲ့လည်း CDM ဝန်ထမ်းတွေရဲ့ငွေကြေးနဲ့လုံခြုံမှုအတွက်အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ CDM လှုပ်ရှားမှုအောင်မြင်ဖို့ကတော့ကျမတို့ကလူထုရဲ့အင်အားကိုအားကိုးရပါတယ်။အထူးသဖြင့်အစိုးရထောက်ပံ့ငွေမရောက်နိုင်တဲ့လက်လန်းမမီနိုင်တဲ့ဒေသတွေမှာကိုယ့်ရပ်ရွာတွေက CDM ဝန်ထမ်းတွေကိုထောက်ပံ့ကူညီကြပါနေစရာပေးပါစားစရာပေးပါလုံခြုံမှုပေးပါစိတ်သက်ခွန်အားတွေပေးကြပါစိုးရဝန်ထမ်းမဟုတ်တဲ့တာမန်ပြည်သူတွေအနေနဲ့လည်း CDM မှာပါဝင်နိုင်ပါတယ်။ CDM ဆိုတာအာခံခြင်းပူးပေါင်းဆောင်ရွက်မှုမပြုခြင်းပဲဖြစ်ပါတယ်။ဖက်စစ်တပ်နဲ့အပေါင်းပါဟုသမျှကိုစီးပွားရေးလူမှုရေးအရာဖယ်ကျင်ထားနိုင်ဖို့လိုပါတယ်။မြန်မာပြည်ယာမတောက်ပဲဥပိုင်ကိုတပိတ်မှောက်ယုံတာမကပဲစစ်တပ်မိသားစုရောင်းတဲ့လမ်းဘေးကုံစုံဆိုင်ကအစအားမပေးမိဖို့လိုပါတယ်။စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့စစ်ခေါင်းဆောင်တဲ့အရာရှိတွေတက်သားတဦးချင်းစီတိုင်းကိုလူထုခုံရုံးမှာတရားစီရင်လို့မပြီးမချင်းဖက်စစ်တပ်မှာပါဝင်ဆောင်ရွက်နေတဲ့သူတွေများကိုကျမတို့ရဲ့အတိုင်းဝိုင်းထက်အဝတ်မခံပါနဲ့ကျမတို့ရဲ့ဘာသာရေးအဆောက်အုံတွေတဲ့အဝတ်မခံပါနဲ့ကျမတို့ရဲ့အိမ်အရိပ်တောင်အနည်းမခံပါနဲ့သူတို့မှာတနက်ရှိတယ်လို့ကျမတို့မှာလည်းအမှန်တရားဆိုတဲ့အင်အားရှိပါတယ်ဒီကာလကတိုက်ပွဲကာလဖြစ်တဲ့အတွက်ရန်သူကိုရန်သူလိုမြင်ပြီးပြက်ပြက်တသားဆန့်ကျင်တော်လှန်ဖို့လိုပါတယ်နောက်ထပ်အရေးကြီးတာကတော့ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာပါပဲကျမတို့ကလွတ်လပ်မြတ်တာပြီးတော့မှဖိနှိပ်မှုကင်းစင်တဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်နေကြတာပဲဖြစ်ပါတယ်ဒီအတွက်ပဲဒီတော်လှန်ရေးမှာလူအများစုကအသက်ဆွပြီးပါဝင်နေကြတာပဲဖြစ်ပါတယ်ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာမရှိရင်တော်လှန်ရေးကနေလူတက်ပွဲဖြစ်သွားပါလိမ့်မယ်ကျမတို့တော်လှန်ရေးရည်ရွယ်ချက်ကအကျိုးအကြောင်းမဲ့လူတက်ဖို့မဟုတ်ပါဘူးအပြစ်ကျူးလွန်သူမှန်သမျှကိုလူထုခုံရုံးမှာစီရင်ချက်ချဖို့ပါချင်းပြည်နယ်ကတူမိကိုင်တဲ့သူရဲကောင်းတွေလိုအပ်ရင်ရရလက်နက်ကင်ဆွဲပြီးတော်လှန်ကြရမှာမှန်ပေမဲ့ကျမတို့ရဲ့လူသားဆန်မှုကိုတော့ပျောက်ဆုံးမသွားဖို့လိုပါတယ်မှန်ပါတယ်ဖက်စစ်တပ်ကကျမတို့ပြည်သူတွေရဲ့အသက်ကိုဖက်ရွက်လောက်တောင်တန်ဖိုးမထားဘဲနဲ့အပျော်တမ်းပြစ်ခတ်တပ်ဖြတ်နေကြပါတယ်ဒီအတွက်လည်းကျမတို့ကခုခံတွန်းလှန်နေကြတာပါဒါပေမဲ့လူစိတ်မရှိတဲ့လူတွေကိုစန့်ကျင်ရင်းနဲ့ကျမတို့ကိုယ်တိုင်လူစိတ်ပြောက်မသွားဖို့လိုပါတယ်ဒီတော်လှန်ရေးကနေဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာရှိတဲ့သူရဲကောင်းတွေထွက်ပေါ်လာရမှာပါလူစိတ်ကင်းမဲ့တဲ့လူရန်စားတရက်ထပ်ပြီးပေါ်ထွက်လာဖို့မဟုတ်ပါဘူးနှစ်90ကျော်ကြာလက်နက်ကင်ဆွဲတိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုကျမတို့အနေနဲ့ဒီကနေ့ဒီအချိန်တွေမှာအတူယူကြဖို့လိုပါတယ်သူတို့တွေဟာဆိုရင်ခိုင်မာတဲ့ဇွဲတက်တိလုံးလနိုင်ငံရေးရပ်တည်ချက်နဲ့ဒီနေ့အချိန်တွေထိဖက်စစ်တပ်ကိုစန့်ကျင်တော်လှန်ခဲ့ကြတာချင်းတော်လှန်ခဲ့ကြတဲ့သူတွေပါလက်နက်ကင်နာချင်းတူပေမဲ့ဖက်စစ်တပ်နဲ့ကွာတာကတော့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲဘော်တွေဟာဉာဏ်ပညာနဲ့မေတ္တာတရားရှိပါတယ်တိုင်းရင်းသားတော်လှန်ရေးရဲဘော်တွေရဲ့စိတ်ဓာတ်နဲ့ဇွဲတက်တိကိုအတူယူစေလိုပါတယ်တစ်ဆက်တည်းမှာပဲကျမလူငယ်တွေကိုအကြံပြုပြစေအရေးတော်ပုံကာလမှာစွန့်စားပါရဲဝတ်ပါတက်တိရှိဖို့လိုတယ်လို့သတိရှိဖို့လည်းလိုပါတယ်လုံခြုံရေးကအမြဲနံပါတ်1ပါကိုအဖမ်းခံရရင်ကိုရဲဘော်ရဲဘက်တီကိုပါထိခိုက်နိုင်တယ်ဆိုတာကိုစဉ်းစားပါအရေးတော်ပုံကာလမှာလူတိုင်းကအရေးတော်ပုံတက်သားတွေပါပဲ
ရန်သူသတင်းကိုအမြဲထောက်လှမ်းပါဒလန်တွေကိုဖော်ထုတ်ပါအနည်းဆုံးရန်သူကိုအခွင့်အရေးရတာနဲ့ချိန်မုံပါနေ့စဉ်ကမ္ဘာနိုင်ငံရေးမြန်မာနိုင်ငံရေးတွေကိုလေ့လာပါကျမယူကိုဖြူဆိုင်ပါ COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်တွေကိုအသက်နိုင်ဆုံးလိုက်နာကြပါကျမတို့ကျန်းမာပြီးအသက်ရှင်မှတော်လှန်ရေးအောင်ပွဲခံတာကိုမြင်ကြရမှာပါဒါကရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်ကျမတို့တက်လုံကောင်းဖို့လိုပါတယ်အချိန်ရတာနဲ့စာဖတ်ပါဘာသာရပ်တစ်ခုခုကိုလေ့လာပါအင်တာနက်ရရင်နိုင်ငံတကာဘာသာစကားတွေနိုင်ငံခြားက online course တွေကိုလေ့လာပါဆိုတော့ဒီလို online course တွေလေ့လာနိုင်အောင်လို့ပဲကျမတို့ရဲ့ပညာရေးဌာနကနေပြီးမှလည်းစီစဉ်ဆောင်ရွက်နေပါတယ်အားလုံးပဲပြင်ပန်းကြမယ်ဆိုတာကိုကျမတို့နားလည်ပါတယ်ကျမတို့ကတော်လှန်ရေးပြရနဲ့တိဆောက်ရေးကိုအင်တိုက်အားတိုက်လုပ်ဖို့လိုပါတယ်အဲ့ဒီအတွက်လူသားချင်းမြစ်ကိုလူငယ်တွေအနေနဲ့အခုတည်းကစပြီးတော့မှတိဆောက်ကြဖို့လိုပါတယ်ဒီကနေ့ဟာလူငယ်တွေနဲ့တွေ့ဆုံကြတာဖြစ်ပေမဲ့အကျန်းဖတ်အုပ်စုအတွက်လည်းကျမတင်းစကားပါလိုက်ပြစီရှင်တို့လက်နဲ့အသက်ပြောက်ခဲ့တဲ့လူငယ်တွေကရှင်တို့မိသားစုတွေနဲ့ကလေးတွေရဲ့ဘဝကိုအနာဂတ်ကိုသူတို့ဘဝနဲ့ရင်းပြီးထုစစ်ပေးနေကြတဲ့လူငယ်တွေရှင်တို့ရဲ့ကလေးတွေကကိုမိသားစုဘယ်သူဘဝကိုမိဘဘယ်သူဘဝဆိုတာလူကြားနဲ့ထုတ်ဖော်မပြောရတဲ့ဘဝမျိုးရောက်တော့မယ်ဆိုတာသတိထားပါအချိန်တိတ်မကြံတော့ပါဘူးမိပါသေးတယ်ဒါကနောက်ဆုံးရထားပါအမားကိုပြင်ကျင်ရင်ပြည်သူလူထုနဲ့ပူးပေါင်းပါအလင်းဝင်ပါလက်နဲ့ချပါ CDM လုပ်ပါဒီထက်ပိုတက်တိကောင်းရင်တော့ခစ်ကိုပြောင်းစစ်ကောင်းဆောင်ကြီးတက်တက်ပြစ်ပါရှင်တို့အပြစ်စေးကြောနိုင်မဲ့တကယ်ပြည်သူတက်မယ်လားဖြစ်နိုင်မဲ့နီလန်းတွေကိုကျမပြောပြထားပြီးပါပြီအခုအမြင်မှန်မရသေးရင်မကြခင်လူထုတော်လှန်ရေးရဲ့လိုင်းတဘိုးအောက်မှာရှင်တို့ရိုးရိုးစင်ဆက်တိတ်ခါစုံစုံမြုပ်တော်မယ်ဆိုတာကျမသတိပေးပြစီကျမပြောချင်တာကဘလောက်ပါပဲမရှင်းလင်းတာရှိသွားရင်ပုံမှန်လေးလေးမေးလို့ရပါတယ်အခုဒီထဲမှာမပါရင်လည်းမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်အခုကျမစီကိုကျမမိန့်ခွန်းပြောရတဲ့အပြီးမှာကျမစီကိုကြိုပြီးရောက်နေတဲ့မိခွန်းတွေရှိပါတယ်ဒါကကျမမနစ်ခရဲကနေပြီးတော့မှonline ကနေကောက်ယူထားတယ်ပေါ့နော်ကျမရဲ့ email ကိုပို့ပြီးကောက်ယူထားတဲ့မိခွန်းတွေရှိပါတယ်ရှင်ဒီမိခွန်းတွေထဲကတချို့ကိုကျမဖြည့်ပေးသွားပါမယ်ရှင်ကျမကိုတက်လာတဲ့မိကုနေထဲမှာတချို့ကကျမရှိမှပြောသွားပြီးလို့ပဲကာကွယ်ရေးနဲ့တက်ဆိုင်တဲ့မိကုနေတက်တာများတယ်တချို့ကပြည်ထရေးဌာနနဲ့တက်ဆိုင်တဲ့မိကုနေတက်တာများတာဖြစ်တဲ့အတွက်ဒါတွေကလုံခြုံရေးဆိုင်ရာထိပ်ပိုင်းတွေဝက်ချက်တွေဖြစ်တဲ့အတွက်ကျမအနေနဲ့ဒီလိုက်မှာဖြေဖို့မသင့်တော်တဲ့အတွက်ကျမတော့ကျမဝန်ကြီးဌာနနဲ့မတက်ဆိုင်တာတွေကိုကျမတို့မပြောပြသွားပါဘူးကျမနဲ့တက်ဆိုင်တဲ့မိကုနေနောက်တစ်ခုကျမဖြေပေးလို့ရတဲ့မိကုနေကိုအတက်နိုင်ဆုံးကျမအနေနဲ့ဖြေကြားပေးသွားပါမယ်ဆိုတော့ဒုဝန်ကြီးအနေနဲ့မိကွန်းတစ်ခွကျမအနေနဲ့ NUG မှာပါဝင်ဖို့ကမ်းလှမ်းချက်ကိုဘာကြောင့်လက်ခံခဲ့တာလဲပေါ့ဘာကြောင့် racist တွေလူမျိုးရေးခွဲခြားတဲ့သူတွေနဲ့အလုပ်အတူတူလုပ်ဖို့ဆုံးဖြတ်ခဲ့တာလဲဆိုရင်မိကွန်းမှာဆိုတော့ဒီကာလမှာဝင်ကြီးဖြစ်တောင်းယူရတာကဒါဒုတ်ဝေတဲ့ကာလမှာမှဝင်ကြီးဖြစ်တာပေါ့နော်ဖြစ်တော့ပို့ပြီးတော့မှလည်းတောင်းကြီးပါတယ်ပို့ပြီးတော့မှလည်းနှက်နေပါတယ်ကျမကတော့စဉ်းစားတာပေါ့နော်ကျမအနေနဲ့ဘလို့အပိုင်းခန္ဓာမှာတောင်းယူနိုင်လဲဆိုတော့ကျမအနေနဲ့ကဒီကာလကတော်လိုင်းရေးအစိုးရဖြစ်တယ်တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အလျောက်ကိုယ့်ရဲ့တက်နိုင်တဲ့အားကိုအစိုးရအဖွဲ့အစည်းတွင်းမှာပေါ့နောက်တစ်ခုတော်လိုင်းရေးအတွက်ကောကျမအတက်နိုင်ဆုံးတိုက်တွန်းခြင်းတဲ့အတွက်ကျမအစိုးရအဖွဲ့ထဲကိုကျမဝင်ခဲ့ရတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကပေါ့နော် NAM CDM ဝန်ထမ်းတွေကိုအရေးတော်ပုံအောင်မြင်သွားတဲ့အခါမှာဘလို့ရေးယူသွားမလဲဆိုတဲ့ကိစ္စတွေပါဆိုတော့ကျမတို့ကNAM CDM ဖြစ်လုပ်တဲ့ဝန်ထမ်းတွေကိုကျမတို့တော်လှန်ရေးပြီးသွားတာနဲ့တပြိုင်နက်တည်းကျမတို့ကျမတို့အပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်အပြစ်ပေးရေးယူသွားမယ့်ပုံစံကတော့လှုပ်ဆောင်မှုပုံစံပေါ်မှာမူတည်ပြီးတော့မှအပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်ဒီအတွက်လည်းကျမတို့တရားဝင်ကြေညာထားပြီးသားပဲဖြစ်ပါတယ်ဒါပေမဲ့အပြစ်ပေးရေးယူမှုမှာတော့ကျမတို့စစ်ကောင်စီနဲ့ဘယ်လောက်ထိပူးပေါင်းဆောင်ရွက်လဲဆိုတဲ့ကိစ္စတွေကို
ကျွန်တော်တို့အခုချိန်နဲ့ကမှတ်တမ်းတင်သွားမှာဖြစ်ပါတယ်ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှနောက်ပိုင်းတော်လှန်ရေးပြီးသွားတဲ့ခဏတွေမှာကျွန်တော်တို့ထိထိရောက်ရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်စစ်ဆောင်ဒေတာကကလေးတွေအတွက်ဘယ်လိုထောက်ပံ့မှုတွေလုပ်နေလဲဆိုတော့ကျွန်မဒါကလူကယ်ပြန်နဲ့သက်ဆိုင်နေမိခွင့်ဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်မလူကယ်ပြန်ကိုတစ်ချက်လူကယ်ပြန်ရဲ့ဝင်တူဝင်ကြီးကိုမေးကြည့်ပြီးတော့မှာပေါ့နော်ဖြေနိုင်တဲ့လောက်လေးကျွန်မသတင်းစကားပါပြီးချင်ပါတယ်ဒါကတော့ကျွန်တော်တို့အရင်ကတည်းကပေါ့နော်လှုပ်ရှားဆောင်ရွက်နေတဲ့ humanitarian နဲ့ပတ်သက်ပြီးလှုပ်ရှားဆောင်ရွက်နေတဲ့ CFSO တွေ CPO တွေနဲ့တွဲပြီးတော့မှကျွန်တော်တို့ကရင်ကချင်ကရင်နီချင်းဒေတာတွေမှာကျွန်တော်တို့အခုလှုပ်ရှားဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ရှင်တော်လိုင်းရေးကာလနဲ့ဒီကာလဂျားကာလမှာကလေးငယ်များအတွက်ပညာရေးအစီအစဉ်များဆိုတဲ့ဟာကတော့ဒါကလည်းကျမဝန်ကြီးဌာနနဲ့တော့မသက်ဆိုင်ပါဘူးဒါပေမဲ့ကျမကပညာရေးဝန်ကြီးဌာနရဲ့တူဝင်ကြီးကိုရေးကြည့်တဲ့အခါကျတော့ဒါကဒီကာလနဲ့ပတ်သက်ပြီးတော့မှနောက်လာဆိုရင်အစိမ့်ပညာရေးနဲ့ပတ်သက်ပြီး online course တွေကိုချပြသွားဖို့စီစဉ်ရှိတယ်လို့ပြောပါတယ်ပြီးတော့တတုတ်ပြန်လဲခေါ်ယူသွားမယ်ဆိုတဲ့အကြောင်းလည်းရှိပါတယ်ပညာရေးနဲ့ပတ်သက်လို့ကတော့တော်တော်လေးအားရစရာရှိပါတယ်ပညာရေးဒုဝင်ကြီးကဝင်ကြီးကဝင်ကြီးနဲ့ဒုဝင်ကြီးနှစ်ယောက်လုံးကဝင်ကြီးရောကအလုပ်အရန်စူးစမ်းကြပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးအားရမှုကတော့ရှိပါတယ်သူတို့အချိန်ကာလအတိုင်းအတာတစ်ခုရောက်တဲ့ခါကျရင်တော့ထုတ်ဖော်ပြသွားပါလိမ့်မယ်ရှင်ဆိုတော့လက်ရှိအကြမ်းဖက်ကောင်စီကကျူးလွန်ခဲ့တဲ့အမျိုးသမီးများပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတဲ့အခါကျတော့ဆိုတော့ဒါခဏကကျွန်မရှိမှပြောခဲ့တဲ့မိန့်ခွန်းထဲမှာလည်းပါပြီးပါပြီအခုချိန်မှာကျွန်တော်တို့ကစစ်ကောင်စီကကျူးလွန်ခဲ့တဲ့အကြမ်းဖက်အုပ်စုကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေမှန်သမျှကိုကျွန်တော်တို့မှတ်တမ်းတင်ထားပါပြီမှတ်တမ်းတင်ပြီးတော့ကျွန်တော်တို့ဒါကိုနိုင်ငံတကာမျိုးသမီးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့အပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်ဒီနေရာမှာသတင်းစကားပါချင်တာကကျူးလွန်တဲ့သူတွေကိုအသက်သေလောက်တဲ့အထိကျမတို့မှာခုခံပိုင်ခွင့်ရှိပါတယ်ဒါကကျမတို့တွေရဲ့ခုခံပါကာကွယ်ခွင့်အခွင့်အရေးလို့ဒါကျမထင်ပါတယ်နောက်တစ်ခုကဒီမှာပြောထားတာကသူတို့ရဲ့မြို့နယ်မှာတလန်တွေပေါ်တယ်ဆန္ဒပြခြင်းတဲ့လူငယ်တွေများတယ်တပိတ်မောက်ခြင်းတဲ့လူငယ်တွေများတယ်ဒါပေမဲ့လည်းဒလန်တွေကိုကြောက်နေရတာဖြစ်တဲ့အတွက်မြေပြင်လှုပ်ရှားမှုတွေကိုဘယ်လိုဆောင်ရွက်သွားနိုင်ဖို့ရှိလဲဆိုပြီးမေးထားတာမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကစစ်အာဏာရှင်စနစ်ကိုစန့်ကျင်တဲ့နေရာမှာနီလန်ပေါင်းစုံပုံသဏ္ဍာန်ပေါင်းစုံနဲ့စန့်ကျင်လို့ရပါတယ်ဥပမာအဖြစ်ကျွန်တော်တို့လက်နက်ကင်တိုက်ပွဲဝင်မှာမဟုတ်ပါဘူးမြေပြင်လှုပ်ရှားမှုတွေကိုလည်းနီလန်ပေါင်းစုံပုံသဏ္ဍာန်ပေါင်းစုံနဲ့လှုပ်ရှားသွားဖို့လိုပါတယ်အဓိကကတော့ကျွန်မအရှိမလည်းပြောပြီးသွားပါပြီမိန့်ခွန်းထဲမှာလည်းပါပြီးသွားပါပြီ NAM CDM CDM လုပ်တယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့တာမန်ပြည်သူတွေအနေနဲ့လည်း CDM လုပ်လို့ရပါတယ်စစ်အုပ်စုနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေမတုံးဆွဲတာတပိတ်မောက်တာသူတို့ရဲ့မိသားစုတွေကိုအခေါ်ပြောမလုပ်တာမျိုးတွေနောက်တစ်ခုကတော့ရက်ွက်ထဲမှာရှိတဲ့ဒလန်စီရင်တွေကိုအတိအကျဖော်ထုတ်တာဒလန်တွေဖော်ထုတ်ပြီးမလုပ်ရမယ်သိရနော်ဒီလိုဖော်ထုတ်တာမျိုးတွေကိုဒါလုပ်လို့ရပါတယ်ရှင်နောက်တစ်ခုကဒီအားပေးစကားပြောတာပေါ့နော်ဒီလိုပဲ CDM လုပ်နေတဲ့ဝန်ထမ်းတွေအတွက်ကုညီထောက်ပံ့မှုတွေရှာဖွေပေးတာဒါမျိုးတွေကိုလည်းကျွန်တော်တို့ထိထိရောက်ဆောင်ရွက်လို့ရပါတယ်ရှင်ဆိုတော့ကျွန်တော်တို့ဌာနမှာ CDM လုပ်နေတဲ့ဝန်ထမ်းတွေကိုပြန်လည်ခန့်သွားဖို့ရှိပါတယ်အခုဆိုရင်ဒါကျွန်တော်တို့မြို့သမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဆိုရင် CDM လုပ်ထားတဲ့ဝန်ထမ်းတွေကိုပြန်လည်ခေါ်ယူသွားဖို့အတွက်ခန့်ထားဖို့အတွက်ဒါကျွန်တော်တို့အစီအစဉ်တွေရေးဆွဲနေကြတာဖြစ်ပါတယ်အစီအစဉ်တွေလည်းရေးဆွဲပြီးပါပြီနောက်တစ်ခုကလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အမျိုးသမီးတွေပေါ့နော်အဓိကအားဖြင့်ဒီလုံခြုံရေးအတွက်လိုအပ်နေတဲ့ safe house ပေါ့နော်ဒီလိုပုံစံမျိုးလိုအပ်နေတဲ့အမျိုးသမီးတွေအတွက်လည်းဒါကျွန်တော်တို့ safe house ပုံစံမျိုးတွေစီစဉ်ပေးထားပါတယ်ရှင်ကျွန်တော်တို့ဒီရဲ့စီစဉ်မှုကိုလည်းအကောင့်ထဲပေါ်နေပါပြီနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးပါ counseling နဲ့ပတ်သက်ပြီးလိုအပ်တဲ့ကိစ္စတွေမှန်သမျှကိုလည်းကျွန်တော်တို့ရဲ့ဝန်ကြီးဌာနကနေပြီးတော့မှဝန်ဆောင်မှုပေးနေပါတယ်ရှင်ဒါပေမဲ့ဒါတွေကိုအချိန်နဲ့တပြေးညီမတင်ပြနိုင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့နဲ့အတူတူတွဲလုပ်နေတဲ့လူတွေရဲ့ဝန်ထမ်းတွေရဲ့ပြည်သူတွေရဲ့လုံခြုံရေးဆိုတာလည်းရှိသေးတဲ့အတွက်ကြောင့်ဘလို့တချို့ကိစ္စတွေကကျွန်တော်တို့ပေါ့လူထုတွေကိုချိန်နဲ့တပြေးညီမတင်ပြတာဖြစ်ပါတယ်ရှင်ဒီတက်ကြောင့်မို့လည်းနားလည်ခွင့်လွှတ်ပေးစီချင်ပါတယ်နော်အရေးတော်ပုံအောင်မြင်သွားတဲ့အခါမှာလူငယ်တွေအတွက်အလောက်ကိုင်အခွင့်အလမ်းတွေဘလို့ပြန်လည်ထူထောင်သွားမလဲနောက်တစ်ခုကတော်လန်ရေးမှာပါဝင်လို့ပြစ်ဒဏ်ကြခံရတဲ့ဖန်ဆီးခံရတဲ့လူငယ်တွေကိုအမှုအခ
ခင်စည်ရင်းကနေပယ်ဖျက်သွားဖို့စီစဉ်ရှိပါသလားရှိပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့လူငယ်ဥပဒေတွေရေးဆွဲဖို့ပြင်ဆင်ထားပါတယ်ဆိုတော့ရှေ့လွန်ခဲ့တဲ့10နှစ်မှာ10နှစ်မှာတော့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မှလူငယ်ရေးရမူဝါဒဆိုတာမျိုးပဲရှိခဲ့ပြီးတဲ့ကပါလူငယ်ရေးရဥပဒေဆိုတာမျိုးတွေမရှိခဲ့သေးပါဘူးဆိုတော့ကျွန်တော်တို့ဒီကာလမှာလူငယ်တွေအတွက်ဥပဒေပေါ့နော်ရေးဆွဲပြီးတော့မှဒီဥပဒေထဲမှာကျွန်တော်တို့တရားမျှတမှုလူမှုတရားမျှတမှုပြန်ယူတဲ့အပိုင်းတွေအလောက်ကိုင်အခွင့်အလမ်းတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒါကျွန်တော်တို့တေချာပြဋ္ဌာန်းရေးဆွဲထားဖို့အတွက်ပြင်ဆင်နေပါတယ်ရှင်ဆိုတော့ဒီမေးခွန်းကတော့ဒါကျွန်မဖြေရမယ်နေတူတယ်အမအနေနဲ့နိုင်ငံရေးလှုပ်တဲ့ခါမှာအစိုးရအဖွဲ့တွေကလူတွေနဲ့ပဲဖြစ်ဖြစ်ပြည်သူတွေနဲ့ပဲဖြစ်ဖြစ်တခါတလေသဘောမတူတာမျိုးတွေအမြင်သဘောထားမတူတာမျိုးတွေရှိလားရှင်ရှိခဲ့ရင်လည်းကိုယ့်ရဲ့သဘောထားကိုသူတို့လက်ခံလာအောင်ဘယ်လိုရှင်းပြလေးရှိလဲဆိုတော့ဒါနိုင်ငံရေးမှမဟုတ်ပါဘူးဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်သဘောထားကွဲလွဲမှုတွေကတော့ရှိကြတာပဲပေါ့နော်ဒါလည်းကျမဆိုလည်းသဘောထားကွဲလွဲမှုတွေရှိတာပဲရှိမှာပဲဒါပေမဲ့ကိုကအမှန်တရားနဲ့တရားမျှတမှုအတွက်ကရက်တည်နေဆိုရင်ကိုပြုတ်ခဲ့တဲ့အကျိုးကျေးဇူးကိုပေါ့နော်ကိုနောက်တစ်ချိန်မှာပြန်ပြီးတော့မှခံစားရမှာပါပဲဆိုတော့အခုဆိုရင်ကျွန်တော်တို့ပြည်သူလူထုကလည်းသိခဲ့ကြပြီးပြီဒါအကြမ်းဖက်အုပ်စုကတောက်လျှောက်ကျွန်တော်တို့ပြည်သူလူထုကိုဖုံးကွယ်လိမ်ညာထားတဲ့အဖြစ်အပျက်တွေကိစ္စတွေအားလုံးကိုကျွန်တော်ပြည်သူလူထုတွေကလည်းသိရှိခဲ့ကြပြီးဒါတိုင်းရင်းသားဒေသတွေမှာလူမျိုးစုဒေသတွေမှာနောက်တစ်ခုရိုဟင်ဂျာမျိုးသမီးတွေပေါ်မှာအကြမ်းဖက်အုပ်စုကနေကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည်သူလူထုကအခုချိန်မှာဆိုဒါနားလည်ခဲ့ကြပြီနားလည်သဘောပေါက်ခဲ့ကြပြီလို့ပဲထင်ပါတယ်ဆိုတော့ဒီလိုပဲတချို့လူတွေကလည်းနားလည်သဘောပေါက်ဖို့လိုသေးတာပေါ့နော်တစ်ခါနေကြရင်ပုံမားတဲ့ကိစ္စတွေကိုမှားကြောင်းဝန်ခံဖို့လိုပါတယ်နောက်ပြီးတော့မှတောင်းပန်ဖို့ပဲလိုပါတယ်ဆိုတော့ဒီလိုဝန်ခံလိုက်ရတာမျိုးတောင်းပန်လိုက်ရတာမျိုးကဒါကိုယ့်ရဲ့နိုင်ငံရေးခုံကိုပို့ပြီးတော့မှတက်စေပါတယ်ဆိုတော့ကျန်တဲ့မေခွန်းတွေကကျမစီကိုတက်လာတဲ့မေခွန်းတွေက2နာရီအတွင်း2နာရီကနေ9နာရီအတွင်းမှာမေခွန်းပေါင်း200ကျော်လောက်တက်ပါတယ်အဲ့200ကျော်ထဲမှာကျမအများစုကိုပြန်လဲခြုံငုံပြီးတော့မှပြန်ဖြေသွားတာလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမပြောကြသွားတဲ့ခဏကအရှိရပြောသွားတဲ့မိန့်ခွန်းတွေထဲမှာလည်းပါသွားပြီးပါပြီဆိုတော့ကျမအနေနဲ့ကတော့အခုချိန်မှာတော့နိုင်ပေါ်မှာရှိတဲ့မိခွန်းတွေထဲကနေတော့မှကျမဖြေပေးပါမယ်ရှင်မေးထားတဲ့မိခွန်းတွေထဲကဖြေပေးပါမယ်အော်ဟုတ်ကဲ့ရှင်အတန်နည်းနည်းမကြားရဘူးတဲ့ပြောတယ်ဟုတ်ကဲ့ရှင်ကျမကင်ပြောပြဒါလေးကင်ပြောပြပါမယ်အာရေးတော်ပုံအောင်ပြီးရင် CDM ဝင်တဲ့ဝန်ထမ်းများကိုဖြုတ်ချပေးပါတဲ့ဟုတ်ကဲ့ပါရှင်ကျမတို့ CDM မလုပ်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးကျမတို့အစိုးရအဖွဲ့ကနေတိတိကျကျပြန်လည်ပြီးတော့မှရေးထားတာမျိုးလည်းရှိပါတယ်ပြောထားတာမျိုးလည်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးကျမတို့အပြစ်ပေးရေးယူရမယ်ဆိုတဲ့အကြောင်းကိုလည်းပြောထားပြီးသားဖြစ်ပါတယ်ရှင်နောက်ပြီးတော့မှကျမတို့ NUG အစိုးရမှာ CDM လုပ်တဲ့ဝန်ထမ်းတွေရဲ့စာရင်းတွေရှိပါတယ်နောက်တစ်ခုအလူခံရသမျှကိုလည်းအစိုးရရဲ့ကိုရက်ကနေတစဉ်စင်စက်မပြတ်ဖြန့်ဖြူးပေးလေးရှိပါတယ်အသေးစိတ်အစီအစဉ်ကိုတော့ကျမကလုံခြုံရေးရပြောပြလို့တော့မရပါဘူးဒါကြောင့်မလို့အသေးစိတ်အစီအစဉ်ကိုကျမကလုံခြုံရေးရမပြောပြတာဖြစ်ပါတယ်ရှင်ကျမတို့စီမှာတော့လက်လန်းပြီးတလောက် CDM ဝန်ထမ်းတွေရဲ့စီးရင်ရှိပါတယ်ရှင်တော်လည်းရေးဂရိတစ်ခုကိုပေးပါဆိုရင်အမ NUG အစိုးရအဖွဲ့အနေနဲ့ပြည်သူကိုဘယ်လိုဂရိမျိုးပေးနိုင်ပါသလဲဆိုတော့အ
အခုတော်လန်ရေးကလူထုလူတန်းစားပေါင်းစုံပါဝင်တိုက်ပွဲဝင်နေတဲ့တော်လန်ရေးဖြစ်ပါတယ်ဆိုတော့ဒီတော်လန်ရေးမှာကျမတို့ကဆုံးခန်းတိုင်တဲ့အထိကျမတို့တိုက်ပွဲဝင်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီတော်လန်ရေးကိုကျမတို့စခဲ့ကြပြီဖြစ်တဲ့အတွက်တဝက်တစ်ပြက်နဲ့ကျမတို့လက်ပြန်သွားလို့မဖြစ်ပါဘူးကျမတို့ဆုံးခန်းတိုင်တဲ့အထိကျမတို့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ကိုစခဲ့တဲ့ဇက်လန်ကိုကိုယ်တိုင်ပြန်ပြီးအဆုံးသတ်ပေးရပါလိမ့်မယ်ဆိုတဲ့အတွက်ကျမတို့ကဒီနေရာမှာစိတ်ပြအားရစရာကိစ္စတွေကတော့ရှိပါတယ်တခါတလေကြာရင်ကျမတို့ကပန်းထိုင်နဲ့နီးလာတာနဲ့တပြိုင်နက်တည်းပဲခီးလန်းကပိုပြီးခက်ခဲတာရှိမယ်ကြမ်းတမ်းတာတွေရှိတယ်နောက်ပင်ပန်းတာမျိုးတွေရှိပါမယ်ကိုကပန်းနိုင်နဲ့နီးလာတဲ့တပြိုင်နက်တည်းဒီလိုကိစ္စတွေကပို့ပြီးတော့မှရှိလာတတ်ပါတယ်ဒီလိုအခြေအနေမှာဆိုရင်ကျမတို့ဘယ်တော့မှစိတ်ပြအားရသွားဖို့မလိုပါဘူးဒီလိုပါပဲကျမတို့လူထုရဲ့လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကိုလည်းအကြမ်းဖက်အုပ်စုအကြမ်းဖက်စစ်ကောင်စီကနေပြီးတော့မှအကြမ်းဖက်နေနေတာတွေဖြိုခွင်းတာမျိုးတွေရှိပါလိမ့်မယ်ဒါပေမဲ့လည်းကျမတို့ဒီအပေါ်မှာစိတ်ပြအားရတော့ဖို့မလိုပါဘူးဒါတွေကိုကျမတို့ကခွန်အားဖြစ်ပြန်လဲအသုံးယူပြီးပြန်လဲတိုက်ပွဲဝင်ကြရပါလိမ့်မယ်ဒီလိုပဲကျမကလည်းအစိုးရအဖွဲ့တွေဝင်လိုက်တယ်ဆိုတာမျိုးကကျမဒီလူထုရဲ့ဆန္ဒကိုအစိုးရအဖွဲ့တွေမှာထင်ဟပ်ဖို့အတွက်ကျမအစိုးရအဖွဲ့တွေနဲ့ဝင်သွားတာဖြစ်ပါတယ်ကျမကပြည်သူလူထုကိုအကောက်အွယ်ပေးဖို့အတွက်ဒီတိုက်ပွဲကိုစုံခန်းတိုင်အောင်တိုက်ပွဲဝင်ဖို့အတွက်အစိုးရအဖွဲ့တွေကိုဝင်သွားတာဖြစ်ပါတယ်ဒါအတွက်ကြောင့်မို့လို့ပဲကျမပေးနိုင်တဲ့ခရီးကတော့ဒီတော်လန်ရေးကိုစခဲ့တဲ့တော်လန်ရေးကိုစုံခန်းတိုင်တဲ့အထိဝင်ပါမယ်ဆိုတဲ့ခရီးကိုတော့ကျမကတော့ပေးလို့ရပါတယ်ရှင်ဒီလိုပဲပြည်သူလူထုတွေအနေနဲ့ကလည်းစခဲ့တဲ့တော်လန်ရေးကိုအဆုံးသတ်ဖို့လိုပါတယ်ကျမတို့တော်လန်ရေးတစ်ပိုင်းတစ်စနဲ့စိတ်ပြအားရသွားလို့မဖြစ်ပါဘူးဆိုတော့ကျမတို့စိတ်သက်အားရတိုင်းကျမတို့တိုင်းဟန်နာလက်နက်ကင်တော်လန်ရေးတပ်ဖွဲ့တွေကိုကျမတို့အတူယူပြီးအားကြဖို့လိုပါတယ်သူတို့ဆိုရင်နှစ်ပေါင်းများစွာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ Federal အတွက်တိုက်ပွဲဝင်ခဲ့ကြတာကြီးပါပဲဒါပေမဲ့ခိုင်မာတဲ့ရက်တီချက်နဲ့ခိုင်မာတဲ့နိုင်ငံရေးစိတ်ဆန္ဒဆုံးဖြတ်ချက်တွေနဲ့သူတို့အခုချိန်ထိမငြင်းမညူပဲတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်ကျမတို့ကသူတို့ရဲ့ဇွဲတက်တိနဲ့လုံလောက်ကိုအတူယူပြီးတော့မှတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ဒီလိုပဲခက်ခဲကြမ်းတမ်းမှုတွေကတော့ရှိပါလိမ့်မယ်ဆိုတော့ကျမတို့ကပန်းနေတာချိုးပြေးလို့ရမယ်ຫນွေဦးရောက်လာမှာကိုတော့ကျမတို့တားလို့မရပါဘူးဒီလိုပဲကျမတို့ပြည်သူလူထုတွေကိုတော့ဖိနှိပ်လို့ရလိမ့်မယ်အောင်ပွဲရမယ်အရာကိုတော့ဖိနှိပ်လို့မရပါဘူးဒါကကျမတို့ຫນွေဦးတော်လိုင်းရဲ့ဂရိတ္တစာစကားဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါဒီနေ့မှာတော့ကျမစီကိုပေးပို့ထားတဲ့email တွေကိုပေးပို့ထားတဲ့ live တွေမေကွန်းတွေထဲကနေကျမဖြည့်ပေးသွားပါတယ်ရှင်ဒီထဲမှာကျမဖြည့်ဖို့ကြံသွားတဲ့မေကွန်းတွေရှိသွားခဲ့ရင်လည်းကျမအနေနဲ့ဒီညကနေတောင်းပန်ချင်ပါတယ်ရှင်ကျမအနေနဲ့ကလည်းအလျင်မီအောင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေပြည်လူထုကိုအချိန်နဲ့တပြေးညီမတင်ပြနိုင်ခင်ရင်ကျမအနေနဲ့တောင်းပန်ပါတယ်ရှင်ဒီလိုပဲကျမတို့ကိုလည်းဝေဖန်ပေးကြပါကျမတို့ကိုလည်းပြန်ပြီးတော့ဝေဖန်ထောက်ပြကြပါဒီလိုပဲကူညီကြပါပူပေါင်းဆောင်ရွက်ကြပါလို့လည်းကျမအနေနဲ့ဒီညမှာပြောချင်ပါတယ်လက်ရှိမှာတော့ကျမတို့အစိုးရဒီတော်လှန်ရေးအစိုးရဖြစ်တဲ့တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အတွက်တာမန်အစိုးရတွေလို့တော့အလုံးစုံပြည့်စုံနေရတော့မဟုတ်ပါဘူးအလုံးစုံလည်းပြည့်စုံနေမှာတော့မဟုတ်ပါဘူးဒီအတွက်လည်းနားလေခွင့်လွှတ်ပေးကြတဲ့အတွက်ကျမအနေနဲ့ကျေးဇူးတင်ပါတယ်အဲ့တော့လည်းကျမတို့ကိုပြောစရာရှိတာပြောပါဆဲစရာရှိရင်လည်းဆဲပါကူညီနိုင်တာရှိရင်လည်းကျမတို့ကိုကူညီပေးကြပါဆိုပြီးကျမအနေနဲ့ဒီညမှာမေတ္တာရက်ခံချင်ပါပဲဒီလိုပဲစိတ်ပြတ်အားမလျော့သွားအောင်လို့လည်းကျမဒီညကနေတရင်စကားပါချင်ပါတယ်ဆိုတော့ပန်းတွေကိုချိုးရင်ချိုးပြလို့ရမယ်ຫນွေဦးရောက်လာမှာတော့တားလို့မရပါဘူးကျမတို့ပြည်သူလူထုတွေကိုလက်နက်အားကိုပြီးအကြမ်းဖက်ဖိနှိပ်လို့ရမယ်ကျမတို့ရရှိမဲ့အောင်ပွဲကိုတော့စစ်ကောင်စီကဘယ်တော့မှတားဆီးလို့မရပါဘူးစစ်ကောင်စီကြရှုံးချိန်တန်ပါပြီလက်နက်ချပါအလင်းဝင်ပါရေးတော့ပုံအောင်ရမည်